ရွာလေးတစ်ရွာမှာမိုးမျှော်တောင်ကြီးတစ်ခုရှိပါတယ်။အဲ့ဒီတောင်ကိုရွာသားတွေကမိုးမျှော်တောင်လို့ခေါ်ကြတယ်။တောင်ထိပ်မှာမြင့်မွေတောင်လို့ထွားကျိုင်းတဲ့တစ်ပင်ကြီးတစ်ပင်ရှိတယ်။ဒါပေမဲ့ဒီတောင်ကိုရွာသားတွေတိတ်မတက်ရဲကြဘူး။အကြောင်းကတောင်ပေါ်မှာကြောက်စရာကောင်းတဲ့ခြင်သေးရှိလို့ပါ။တရွာလုံးကကြောက်နေကြပေမဲ့ရွာလေးရဲ့သူရဲကောင်းလေးမောင်ရွှေကတော့ဒီတောင်ကိုတက်ဖို့စိတ်ဝင်စားနေတဲ့မောင်ရွှေဟာအသက်12နှစ်အရွယ်တန်မာပြီးစွန့်စားရတာကိုကြိုက်တဲ့ကလေးတစ်ယောက်ပါသူ့အဖေနဲ့အမေကတော့လယ်သမားတွေဖြစ်ပါတယ်။တနေ့မှာရွာလေးမှာကြီးမားတဲ့ပြဿနာတစ်ခုဖြစ်လာတယ်။ရွာရဲ့တစ်ခုတည်းသောရေရင်းကြီးကရေတွေခန်းချောက်သွားတာပါ။ရွာသားတွေစိုးရိမ်ပူပန်နေကြပြီးဘာလို့ရမှန်းမသိကြဘူး။ရွာသူကြီးကမိုးမျှော်တောင်ပေါ်ကတစ်ပင်ကြီးရဲ့အမြစ်တွေကနေရေတွေစီးဆင်းနေတယ်လို့ကြားဘူးတယ်။ဒါပေမဲ့ဘယ်သူမှတောင်ပေါ်မတက်ရဲကြဘူးလို့ပြောလိုက်တယ်။ဒီစကားကိုကြားတဲ့အခါမောင်ရွှေဟာစိတ်အားထက်သန်သွားတယ်။သူကရွာသူကြီးကိုကျွန်တော်တက်မယ်လို့ရဲရဲကြီးပြောလိုက်တယ်။ရွာသားတွေကသူ့ကိုမျှော်လင့်ကြည့်နေကြတယ်။မောင်ရွှေဟာသူ့ရဲ့စွန့်စားမှုကိုစတင်ဖို့ပြင်ဆင်တယ်။သူ့အိတ်ထဲမှာကျိုးတွေဓားလေးတစ်ချောင်းရေဘူးနဲ့မုန့်တချို့ထည့်ပြီးမိုးမျှော်တောင်ကိုချီတက်တယ်။တောင်တက်ရတာမလွယ်ကူပါဘူး။လမ်းတစ်လျှောက်မှာချင်းသေးတစ်ကောင်နဲ့ကြုံတဲ့မောင်ရွှေဟာကြောက်ပေမဲ့သူ့ရဲ့စိတ်ဓာတ်ကခိုင်မာနေတယ်။သူကချင်းသေးကိုသူ့ရဲ့ရဲစွမ်းတတိနဲ့ရင်ဆိုင်ပြီးချင်းသေးကိုတစ်ပင်ပေါ်တက်သွားအောင်လုပ်လိုက်တယ်။ချင်းသေးဟာသူ့ကိုမနှောက်ယှက်တော့ဘူး။နောက်တစ်ဆင့်မှာမောင်ရွှေဟာမိအိမ်တစ်လုံးနဲ့ကြုံတဲ့ဒီမိအိမ်ကလမ်းပြပေးနေတယ်လို့ဖြစ်နေတယ်။သူကမိအိမ်ကိုလိုက်ပြီးတောင်ထိပ်ကိုရောက်သွားတဲ့တောင်ထိပ်မှာတစ်ပင်ကြီးကိုတွေ့တဲ့တစ်ပင်ရဲ့အမြစ်တွေကနေရေတွေစီးဆင်းနေတာကိုမြင်တဲ့အခါသူ့မျက်လုံးတွေပြည့်လာတယ်။မောင်ရွှေဟာတစ်ပင်ကြီးရဲ့အမြစ်တွေကိုဖျက်ပြီးရေတွေရွာစီကိုစီးဆင်းအောင်လုပ်လိုက်တဲ့ရွာသားတွေဟာရေပြန်ရတဲ့အတွက်ဝမ်းသာကြပြီးမောင်ရွှေကိုကျေးဇူးတင်ကြတဲ့သူ့ကိုရွာရဲ့သူရဲကောင်းဖြစ်ချီးကျူးကြတယ်။ဒီနေ့ကစပြီးမောင်ရွှေဟာရွာလေးရဲ့သူရဲကောင်းဖြစ်လာတဲ့သူ့ရဲ့ရဲစွမ်းတတိနဲ့စွန့်စားမှုတွေကိုရွာသားတွေကျေးဇူးတင်ကြပြီးသူ့ကိုအားကိုးကြတဲ့မောင်ရွှေဟာသူ့ရဲ့စွန့်စားမှုတွေနဲ့ရွာလေးကိုကယ်တင်ခဲ့တဲ့သူရဲကောင်းလေးဖြစ်လာတာပါ။